နိုင်ငံဘန်ကောက်မြို့မှာမနေ့မေလ16ရက်မွန်းလယ်ပိုင်းကဂုံတင်ရထားနဲ့လူစည်းလိုင်းကတိုက်မိတာကြောင့်လူ8ဦးသေဆုံးပြီး35ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါရင်တိုက်မှုဟာဘန်ကောက်မြို့လယ်ခေါင်မက္ကဆန်ပူတာအနီးအဆုတ်တင်တန်လမ်းမပေါ်မှာဖြစ်ပွားခဲ့တာပါ။အခုလိုဖြစ်စဉ်ဖြစ်ပွားရတာဟာရင်ကျော်ပိတ်ဆို့မှုကြောင့်ရထားလမ်းပေါ်ညစ်နေတဲ့ဘတ်စကားကိုဂုံတင်ရထားကအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ခဲ့ရကနေဖြစ်ပွားခဲ့တာလို့သိရပါတယ်။ဂုံတင်ရထားတိုက်လိုက်တဲ့အချိန်ကြောင့်ဘတ်စကားဟာမီတာ90လောက်အထိဆွဲခေါ်သွားခံရပြီးအဲ့လိုတိုက်ဆွဲသွားတဲ့အချိန်ကြောင့်ဘေးနားမှာရှိနေတဲ့တခြားကားတွေဆိုင်ကယ်တွေကိုပါထပ်တိုက်မိလိုက်ပါတယ်။တိုက်မိပြီးချင်းမိနစ်ပိုင်းအတွင်းမှာပဲဘတ်စကားဟာပောက်ကွဲပြီးတော့မိအပြင်းအထန်လောင်ကျွမ်းခဲ့တယ်လို့အနီးအနားကကားနဲ့ဆိုင်ကယ်တွေကိုပါမိကူးဆက်ပြီးလောင်ကျွမ်းစေခဲ့ပါတယ်။မျက်မြင်သက်သေတွေနဲ့ဗီဒီယိုမှတ်တမ်းတွေအရရထားလမ်းကူကိတ်တကားချို့ရနေတာကြောင့်အခုလိုဖြစ်ရတာလို့လည်းသံသယရှိနေကြပါတယ်။ဘန်ကောက်မြို့တော်ဝင်ကလည်းကားအရန်ပိတ်နေတဲ့အချိန်အတားအဆီးတွေတေချာအလုံးမလုံးတာကြောင့်အခုလိုဆိုးရွားတဲ့မတော်တဆမှုကြီးဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။